O the king issue, O the king issue, O the king issue, grow chipa e, grow no guido chipa e, grows a caro than with jump and lava e. O the king issue, I let him song genio that through option C to St. Jesse Romuba, through the pump, Pimpia dream with Romuba. O the king issue, Amen. ဒီနေ့ဝေစုဖြစ်တဲ့မဿဲ24ကိုအတူတကွစားသုံးမှုရကြရအောင်မဿဲခန်းကြီး24ခေါင်းစဉ်ကနိုင်ငံတော်နှင့်ဆက်လင်းသောပရိုဖက်ပြုချက်ခန်းကြီး24ခန်းငယ်1မှခန်းကြီး25ခန်းငယ်46ထိ1ဣသရေလလူမျိုးနှင့်ဆက်လင်း၍ခန်းကြီး24ခန်းငယ်1မှ31ထိကကြီးခရစ်တော်၏တက်ကြွခြင်းမှခေတ်ကာလအကုန်ဆုံးချိန်ထိအငယ်1မှ14ထိမဿဲခန်းကြီး24ခန်းငယ်1ထို့နောက်ယေရှုသည်ဗိမာန်တော်မှထွက်ကြွတော်မူသည်ရှိသောတပည့်တော်တို့သည်ဗိမာန်တော်၏တိုက်ဆောင်များကိုပြခြင်းကအထံတော်သို့ချဉ်ကပ်ကြ၏မဿဲခန်းကြီး24ခန်းငယ်2ယေရှုကလည်းဤရာလုံးစုံကိုသင်တို့သည်မြင်ကြသည်မဟုတ်လောငါအမှန်ဆိုသည်ကမဖြိုမချဘဲကြောက်တုံးပေါ်မှတုံးတင်၍မကြံရစ်တိတိုင်ပြိုပြက်ကြလိမ့်မည်ဟုမိန့်တော်မူ၏မဿဲခန်းကြီး24ခန်းငယ်3ထို့နောက်တန်လင်းတောင်ပေါ်မှထိုင်တော်မူစဉ်တပည့်တော်တို့သည်အခြားသူမပါဘဲချင်းကပ်၍ထိုအမှုရာတို့သည်အဘယ်ကာလမှဖြစ်မည်ကို၎င်းကိုတော်၏ကြွလာခြင်းနှင့်ဤခေတ်ကာလပြည့်စုံခြင်း၏အမှတ်လက္ခဏာသည်အဘယ်လက္ခဏာဖြစ်မည်ကို၎င်းအမိန့်ရှိတော်မူပါဟုလျှောက်ကြ၏မဿဲခန်းကြီး24ခန်းငယ်4ယေရှုကလည်းသင်တို့ကိုအဘယ်သူမျှမလှည့်ဖျားစေခြင်းကတတိပြုကြလောမဿဲခန်းကြီး24ခန်းငယ်5အများသောသူတို့ကငါသည်ထိုခရစ်တော်ဖြစ်၏ဟုဆိုလျက်ငါ၏နာမ၌အရှောင်ဆောင်၍ပေါ်လာသဖြင့်လူအများတို့ကိုလှည့်ဖျားကြလိမ့်မည်မဿဲခန်းကြီး24ခန်းငယ်6သင်တို့သည်စစ်တိုက်ခြင်းအကြောင်းကို၎င်းစစ်တိုက်အံ့သောတည်င်းစကားကို၎င်းကြားရကြလိမ့်မည်သို့တော်လည်းစိုးရိမ်တုန်လှုပ်ခြင်းမရှိကြနှင့်ထိုအမှုရာများသည်ဖြစ်ရမည်သို့တော်လည်းအဆုံးသည်မဖြစ်သေးမဿဲခန်းကြီး24ခန်းငယ်9လူတစ်မျိုးနှင့်တစ်မျိုးတစ်နိုင်ငံနှင့်တစ်နိုင်ငံရန်ဘက်ပြုကြလိမ့်မည်အရရက်တို့၌အစာခေါင်းပါခြင်းမြေကြီးလှုပ်ခြင်းတို့သည်ဖြစ်ကြလိမ့်မည်မဿဲခန်းကြီး24ခန်းငယ်8ထိုအမှုရာတို့သည်တာဖွာခြင်းဝေဒနာ၏အစအဦးဖြစ်သည်မဿဲခန်းကြီး24ခန်းငယ်9ထိုကာလ၌လူများတို့သည်သင်တို့ကိုဘေးဒဏ်ခံစေခြင်းကအနှံ့၍အသေးသက်ကြလိမ့်မည်ငါ၏နာမကြောင့်လည်းခတ်သိမ်းသောလူမျိုးတို့သည်သင်တို့ကိုမုန်းကြလိမ့်မည်မဿဲခန်းကြီး24ခန်းငယ်10ထိုကာလ၌အများသောသူတို့သည်ထိမိလဲเสียဖြစ်၍အချင်းချင်းတယောက်ကိုတယောက်အကြလိမ့်မည်အချင်းချင်းမုန်းကြလိမ့်မည်မဿဲခန်းကြီး24ခန်းငယ်17လွဲမှားသောပရောဖက်အများတို့သည်ပေါ်လာ၍လူအများတို့ကိုလှည့်ဖျားကြလိမ့်မည်မဿဲခန်းကြီး24ခန်းငယ်12မတရားသောအမှုတို့သည်များပြားသဖြင့်အများသောသူတို့၏ချစ်ချင်းမေတ္တာသည်ခေါင်းပါလိမ့်မည်မဿဲခန်းကြီး24ခန်းငယ်73ကျင်းသူသည်အဆုံးတိုင်အောင်တည်ကြည်၏ထိုသူသည်ကဲ့တင်ခံရလိမ့်မည်မဿဲခန်းကြီး24ခန်းငယ်14လူမျိုးအပေါင်းတို့အားတသက်ဖြစ်မိအကြောင်းနိုင်ငံတော်ဧဝံဂေလိတရားကိုမြေကြီးတစ်ပြင်လုံးသို့ဟောရလိမ့်မည်တို့ပြီးမှအဆုံးသည်ဖြစ်လက်တံခေါင်းစဉ်ခခွေခေတ်ကာလကုံဆုံးချိန်အငယ်15မှ31အထိခေါင်းစဉ်1ဘေးဒဏ်ကြီးဖြစ်ပေါ်ခြင်းအငယ်15မှ26မဿဲခန်းကြီး24ခန်းငယ်15ထိုကြောင့်ပရောဖက်ဒံယေလဟောသည့်အတိုင်းဖြစ်စီတတ်သောယွန်ရှာဖွယ်အရာသည်တန်ရှင်းသောအရ၌စိုက်နေသည်ကိုသင်တို့မြင်ရလျင်ကျမ်းစာကိုဖတ်တော်သူသည်နားလည်ပါစေမဿဲခန်းကြီး24ခန်းငယ်16ယူဒပြည်၌ရှိသောသူတို့သည်တောင်ပေါ်သို့ပြေးကြစေမဿဲခန်းကြီး24ခန်းငယ်19အိမ်မိုးပေါ်မှရှိသောသူသည်အိမ်ထဲကဥစ္စာကိုယူခြင်းကမစင်းစေနှင့်မဿဲခန်းကြီး24ခန်းငယ်18လယ်၌ရှိသောသူလည်းမိမိအဝတ်ကိုယူခြင်းကနောက်သို့မပြန်စေနှင့်
မတဲခန်းကြီး24ခန်းငယ်19ထိုနေ့ရက်၌ကိုဝင်ဆောင်သောမိန်းမနှင့်နို့ဆိုသူငယ်ရှိသောမိန်းမတို့သည်အလွန်ခက်ကြလိမ့်မည်မတဲခန်းကြီး24ခန်းငယ်20သင်တို့ပြေးရသောအချိန်သည်စောင်းကာလ၌မကြဥပုံနေ၌လည်းမကြမီအကြောင်းဆုတောင်းကြလော့မတဲခန်းကြီး24ခန်းငယ်21ကျောင်းမူကားကဘာဥမဆ၍ယခုတိုင်အောင်မဖြစ်စဘူးနောက်၌လည်းမဖြစ်လက်တန့်သောဘေးဒဏ်ကြီးသည်ထိုကာလ၌ဖြစ်လိမ့်မည်မတဲခန်းကြီး24ခန်းငယ်22ထိုကာလအတန်ရှည်လျင်အဘယ်သူမျှမလွတ်နိုင်ရာရွေးချယ်ခံရသောသူတို့အဖို့ထိုကာလသည်တူလိမ့်မည်မတဲခန်းကြီး24ခန်းငယ်23ထိုအခါသူတစ်ပါးကထိုခရစ်တော်သည်ဤအရ၌ရှိသည်ထိုရ၌ရှိသည်ဟုဆိုတော်လဲမယုံကြနှင့်မတဲခန်းကြီး24ခန်းငယ်24အကြောင်းမူကားခရစ်တော်၏အယောင်ကိုဆောင်တော်သူနှင့်လွဲမှားသောပရောဖက်တို့သည်ပေါ်လာ၍ရွေးချယ်သောသူတို့ကိုပင်လှည့်ဖြားနိုင်လျင်လှည့်ဖြားလောက်အောင်ကြီးစွာသောအမှတ်လက္ခဏာအံ့ဖွယ်သောအမှုတို့ကိုပြကြလိမ့်မည်မတဲခန်းကြီး24ခန်းငယ်25ထိုအကြောင်းအရာတို့ကိုငါပြောနှင့်ပြီမတဲခန်းကြီး24ခန်းငယ်26ထိုကြောင့်သူတို့ကကိုရိုသည်ဂန္ဓာယတော်၌ရှိသည်ဟုဆိုတော်လေမထွက်မသွားကြနှင့်အတွင်းခန်းများ၌ရှိသည်ဟုဆိုတော်လေမယုံကြနှင့်မြေကြီးပေါ်သို့ခရစ်တော်ကြွလာခြင်းအငယ်29မှ30အထိမတဲခန်းကြီး24ခန်းငယ်29လက်စစ်သည်အရှိမပြည့်၍အနောက်တိုင်အောင်ထွန်းလင်းတကယ်သို့လူသားသည်ကြွလာတော်မူလက်တံမတဲခန်းကြီး24ခန်းငယ်28အသေးကောင်ရှိရာ၌လင်းသားတို့သည်စုဝေးကြလက်တံမတဲခန်းကြီး24ခန်းငယ်29ထိုကာလ၏ဘေးဒဏ်ကြီးပြီးနောက်နေသည်ရုပ်ကနေမိုက်လိမ့်မည်လသည်အယောင်ကိုမပေးကျယ်တို့သည်ကောင်းကင်မှကြားကြလိမ့်မည်ကောင်းကင်များ၏တကိုးတို့သည်တုန်လှုပ်ကြလိမ့်မည်မတဲခန်းကြီး24ခန်းငယ်30ထိုအခါလူသား၏အမှတ်လက္ခဏာသည်ကောင်းကင်၌ထင်ရှားလိမ့်မည်မြေကြီးပေါ်မှလူမျိုးအပေါင်းတို့သည်ငိုကြွေးမြည်တမ်းကြ၍လူသားသည်ကြီးစွာသောဘုံတကိုးအာနုဘော်ကိုဆောင်လျက်မိုးတိမ်ကိုစီး၍ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်ခေါင်းစဉ်3ဣသရေလလူမျိုးကိုစုစည်းခြင်းအငယ်31မတဲခန်းကြီး24ခန်းငယ်31လူသားသည်မိမိတမန်တို့ကိုဆင်လွှတ်၍တဘိုးခရာကိုပြင်းစွာမှုတ်စေတော်မူသည်ဖြင့်သူတို့သည်ရွေးချယ်ထားတော်မူသောသူတို့ကိုအရက်လေးမျက်နှာကောင်းကင်များ၏အစွန်းတစ်ဖက်မှအခြားအစွန်းတစ်ဖက်ထိခေါ်၍စုယုံကြလက်တံခေါင်းစဉ်နှင့်အသင်းတော်နှင့်ဆက်လင်း၍မတဲခန်းကြီး24ခန်းငယ်32မှခန်းကြီး25ခန်းငယ်30အထိကကြီးစောင့်မျှော်နေခြင်းနှင့်အသင့်ဖြစ်ခြင်းမတဲခန်းကြီး24ခန်းငယ်32မှ44အထိမတဲခန်းကြီး24ခန်းငယ်32တို့ဖြစ်၍တင်မောတဖန်ပင်ကိုအစွဲပြု၍ပုံသက်တေတစ်ခုကိုမှတ်ကြလော့တင်မောတဖန်ပင်သည်အခက်အလက်နှူး၍အရွက်ပေါက်သောအခါຫນွေကာလနီးသည်ကိုသင်တို့သိကြ၏မတဲခန်းကြီး24ခန်းငယ်33ထိုနည်းတူထိုအကြောင်းအရာလုံးစုံတို့ကိုမြင်ရလျင်၎င်းသည်တကားဘဝတိုင်အောင်အနီးသို့ရောက်တော်မူသည်ကိုသိမှတ်ကြလော့မတဲခန်းကြီး24ခန်းငယ်34ငါအမှန်ဆိုသည်ကားဤမျိုးဆက်မကုန်မီထိုအကြောင်းအရာအလုံးစုံတို့သည်ဖြစ်ကြလိမ့်မည်မတဲခန်းကြီး24ခန်းငယ်35ကောင်းကင်နှင့်မြေကြီးမတည်တော်လဲငါစကားတည်လိမ့်မည်မတဲခန်းကြီး24ခန်းငယ်36ထိုနေ့အချိန်နာရီကိုကအဘယ်သူမျှမသိကောင်းကင်တမန်မသိသားတော်မသိခမဲတော်တပါးတည်းသာသိတော်မူ၏မတဲခန်းကြီး24ခန်းငယ်39အကြောင်းမူကားလူသားသည်ကြွလာသောအခါနောအေလက်ထက်၌ဖြစ်တဲ့ကဲ့သို့ဖြစ်လိမ့်မည်မတဲခန်းကြီး24ခန်းငယ်38ကျောင်းမူကားရေလွှမ်းမိုးခြင်းမဖြစ်မီကာလ၌နောအေသည်တင်မောထဲသို့ဝင်သောနေ့တိုင်အောင်လူများတို့သည်စားတောက်လက်ထိမ်းများစုံဖက်လက်နေ၍
မတဲခန်းကြီး24ခန်းငယ်39ရေလွှမ်းမိုးခြင်းရောက်သဖြင့်လူခတ်သိန်းတို့ကိုတုတ်တင်ပယ်ရှင်းသည့်တိုင်အောင်ရောက်လာသောစီရင်ခြင်းကိုတတိမဲ့နေကြသည့်ဤသူလူသားကြွလာသည့်အခါ၌ဖြစ်လိမ့်မည်မတဲခန်းကြီး24ခန်းငယ်40ထိုအခါလယ်၌ရှိသောယောက်ျား2ယောက်တို့တွင်တယောက်ကိုသိမ်းယူ၍တယောက်မူကားနေရှိရလက်တံမတဲခန်းကြီး24ခန်းငယ်41ကျိတ်ဆုံကျိတ်သောမိမ2ယောက်တို့တွင်တယောက်ကိုသိမ်းယူ၍တယောက်မူကားနေရှိရလက်တံမတဲခန်းကြီး24ခန်းငယ်42သင်တို့သခင်သည်အဘယ်အချိန်၌ရောက်လာမည်ကိုသင်တို့မသိသောကြောင့်စောင့်ကြည့်နေကြလော့မတဲခန်းကြီး24ခန်းငယ်43တခိုးလာမည့်အချိန်ကိုအိမ်ရှင်သိရလေမိမိအိမ်ကိုမထွင်းမဖောက်စေခြင်းကစောင့်ကြည့်နေလိမ့်မည်ကိုသင်တို့သိကြ၏မတဲခန်းကြီး24ခန်းငယ်44ထို့ကြောင့်သင်တို့သည်အသင့်ရှိနေကြလောအကြောင်းမူကားသင်တို့မထင်မမှတ်သောချိန်၌လူသားသည်ကြွလာလိမ့်မည်ခေါင်းစဉ်ခောက်ကွယ်သစ္စာရှိခြင်းနှင့်တတိပညာရှိခြင်းမတဲခန်းကြီး24ခန်းငယ်45မှ51မတဲခန်းကြီး24ခန်းငယ်45အရှင်သည်မိမိအိမ်သူအိမ်သားအပေါင်းတို့အားအချိန်တန်လျင်အစားအသောက်တို့ကိုဝင်မျှစေခြင်းကခံထား၍သစ္စာနှင့်၎င်းတတိပညာနှင့်၎င်းပြည့်စုံသောကျွန်ကအဘယ်သူနည်းမတဲခန်းကြီး24ခန်းငယ်46ဤသို့ပြုလက်နေသည်ကိုအရှင်သည်ပြန်လာ၍တွေ့၏ထိုကျွန်သည်မင်္ဂလာရှိ၏မတဲခန်းကြီး24ခန်းငယ်49ငါအမှန်ဆိုသည်ကအရှင်သည်မိမိဥစ္စာရှိသမျှတို့ကိုထိုကျွန်၌အပ်လိမ့်မည်မတဲခန်းကြီး24ခန်းငယ်48သို့မဟုတ်မူကားအကျဉ်ကျွန်ဆိုးကငါအရှင်လာခဲလိမ့်မည်ဟုစိတ်နှလုံးထဲ၌အောက်မေ့သည်နှင့်မတဲခန်းကြီး24ခန်းငယ်49ကျွန်ချင်းတို့ကိုရိုက်ပုတ်လှက်တေတောက်ကျူးသောသူတို့နှင့်တကွစားတောက်လှက်နေ၏မတဲခန်းကြီး24ခန်းငယ်50ထိုကျွန်မကြည့်မမျှော်သောနေ့ရက်မကြားမသိသောအချိန်နာရီ၌သခင်သည်ရောက်လာလေမတဲခန်းကြီး24ခန်းငယ်51ထိုကျွန်ကိုခွဲထား၍သူ၏ဝေစုအဖြစ်ငိုကြွေးခြင်းအန်သွားခဲကြိတ်ခြင်းရှိရာအရ၌လှုပ်ဝက်သောသူတို့နှင့်တကွနေရာချလက်တံအာမင်မတဲခန်းကြီး24ခန်းငယ်1ရဲ့မစု1မှသခင်ဖျားသည်ဗိမာန်တော်မှထွက်လာခဲ့ခြင်းမှာကိုရောသည်ဗိမာန်တော်ကိုစွန့်ထားခဲ့ပြီးဖြစ်ကြောင်းကိုရည်ညွှန်းသည်ဤသည်မှာညှင်းဆန်သောဂျူးလူမျိုးများ၏နေအိမ်သည်စိတ်ညံလက်ရှိကြောင်းစွန့်ထားခဲ့သောဗိမာန်တော်နှင့်ဆက်လင်း၍မတဲ23:38၌ပြောဆိုခဲ့သောစကားကိုပြည့်စုံစေရန်ဖြစ်သည်ဤသည်မှာရှေးအချိန်ကဖျားသခင်၏ဘုန်းတော်သည်ဗိမာန်တော်ကိုစွန့်ထားခဲ့ခြင်းနှင့်တူညီသည်ရေစကြည်လာခန်းကြီး10ခန်းငယ်18မတဲခန်းကြီး24ခန်းငယ်1ရဲ့မစု2ဗိမာန်တော်ဤဥပစာတစ်ခုလုံးမတဲခန်းကြီး24ခန်းငယ်2ရဲ့မစု1မဖြိုမချဤဒီမှာ AD 90၌တိုက်တက်စ်နှင့်ရောမစစ်တပ်တို့သည်ယေရုရှလင်မြို့ကိုဖျက်ဆီးခဲ့သည့်အချိန်တွင်ပြီးပြည့်စုံခဲ့သည်မတဲခန်းကြီး24ခန်းငယ်3ရဲ့မစု1တန်လွင်တောင်ဤခေတ်နှင့်ဆက်လင်း၍သခင်ဖျား၏ပရောဖက်ပြုချက်ယူပါယုံကိုလက်ခံရရှိရန်အတွက်ကျွန်ုပ်တို့သည်ကိုတော်၏မျက်မှောက်တော်အထဲသို့ဝင်ရောက်သွားရန်မြင့်သောတောင်သို့တက်ကြရန်လိုအပ်သည်အာမင်မတဲခန်းကြီး24ခန်းငယ်3ရဲ့မစု2အပေကာလတပည့်တော်များ၏မိခွန်းမှာအကြောင်းအရာ3ခုနှင့်သက်ဆိုင်၍၎င်းတို့မှာ1ဗိမာန်တော်၏ပျက်စီးခြင်းအငယ်နှစ်တာမကမတဲခန်းကြီး23ခန်းငယ်32မှ39၌ဖော်ပြထားသည့်အရာများအပါအဝင်ထိုမှုရာများဖြစ်ပျက်မည့်အချိန်ကာလနှင့်ခရစ်တော်၏ပြန်ကြွလာခြင်းအမှတ်လက္ခဏာနှင့်3ခေတ်ကာလကုံဆုံးခြင်းအမှတ်လက္ခဏာစသည်တို့ဖြစ်သည်ခန်းကြီး24ခန်းငယ်4မှခန်းကြီး25ခန်းငယ်46ရှိသခင်ဖျား၏စကားတော်များမှာ
ထိုအကြောင်းအရာ၃ခုနှင့်ဆက်လင်း၍တပည့်တော်များ၏မိကုံးကိုဖြည့်ဆို့ထားခြင်းဖြစ်သည်မဿဲခန်းကြီး24ခန်းငယ်3ရဲ့မှတ်စု3ကိုရောဤကြွလာဂရိဘာသာတွင်ပါရိုစီယဖြစ်၍မျက်မှောက်တော်ဟုအတိတ်ပေရသည်ခရစ်တော်ဤကြွလာခြင်းမှာသူ၏လူမျိုးများနှင့်အတူရှိသောကိုရောဤမျက်မှောက်တော်ဖြစ်လိမ့်မည်ဤမျက်မှောက်တော်မှာတားယောက်ျားကိုချီဆောင်ခြင်းနှင့်အဦးသီးသောအသီးကိုချီဆောင်ခြင်းတို့ဖြင့်အစပြုမည်ဖြစ်၍တန်ရှင်းသူများနှင့်အတူမြေကြီးပေါ်တွင်ကိုရောဤထင်ရှားခြင်းဖြင့်အဆုံးသတ်လိမ့်မည်ကိုရောဤမျက်မှောက်တော်ကာလတွင်တဘာဝဘေးဒဏ်များဖြင့်အစပြုလိမ့်မည်ဖြစ်သောဘေးဒဏ်ကြီးကာလလေထုထဲသို့ခရစ်တော်ကြွလာခြင်းယုံကြည်သူအများပိုင်းကိုလေထုထဲသို့ချီဆောင်ခြင်းခရစ်တော်၏တရားပလင်နှင့်တိုးတငယ်၏မင်္ဂလာဆောင်ပွဲစသည်တို့ပါဝင်သည်ဓမ္မတိကျမ်းအဆုံးဖြစ်သောတည်င်းအပတ်80ခရစ်တော်၏ကြွလာခြင်းနှင့်တန်ရှင်းသူများကိုချီဆောင်ခြင်း၏ကားချက်ကိုကြည်ပါမဿဲခန်းကြီး24ခန်းငယ်4ရဲ့မှတ်စု1ယေရှုကလည်းသခင်ဖျား၏အဖြေ၌အပိုင်း၃ပိုင်းရှိသည်ပထမအပိုင်းမှာရွေးချယ်ခြင်းခံရသောဂျူးလူမျိုးများနှင့်သက်ဆိုင်၍ဒုတိယအပိုင်းမှာသင်းတော်နှင့်သက်ဆိုင်ကတတိယအပိုင်းမှာတပါးမျိုးသားလူမျိုးများနှင့်သက်ဆိုင်သည်ဂျူးလူမျိုးများနှင့်သက်ဆိုင်သောပထမအပိုင်းကိုစာသားဆိုလိုရင်းအတိုင်းအနက်ဖွင့်ဆိုသိမ်း၍သင်းတော်နှင့်ဆက်လင်သောဒုတိယအပိုင်းကိုမူဝိညာဉ်ရေးရာအရာအနက်ဖွင့်ဆိုရမည်ဖြစ်သည်ဘဲကြောင့်ဆိုသောခန်းကြီး73ခန်းငယ်17မှ73၌ဖော်ပြထားသည့်အကြောင်းကိုဥပမာဆောင်၍ဟောပြောထားသောကြောင့်ဖြစ်သည်ဥပမာအားဖြင့်အငယ်20၌ဖော်ပြထားသောစောင်းကာလမှာအမှန်တကယ်စောင်းကာလဖြစ်တော်လေအငယ်32၌ဖော်ပြထားသောຫນွေကာလမှာပြန်လည်ပြုပြင်ခြင်းကိုပုံဆောင်သောအမှတ်သင်္ကေတဖြစ်သည်တပါးမျိုးသားများနှင့်ဆက်လင်းသောတတိယအပိုင်းကိုလည်းစာသားအတိုင်းအနက်ပြန်ဆိုရမည်ဖြစ်သည်မဿဲခန်းကြီး24ခန်းငယ်4ရဲ့မှတ်စု2တတိပြုအငယ်4မှ14၌ရှိသောပရောဖက်ပြုချက်များတွင်အချို့ပုံပန်းတံမှာပြည့်ပြည့်စုံပြီးဖြစ်၍အချို့မှာပြည့်ပြည့်စုံခြင်းဖြစ်စဉ်၌ရှိနေသည်ဤခေတ်၏ပြည့်မြောက်ပြည့်စုံခြင်းအဆုံးဖြစ်သည့်ဘေးဒဏ်ကြီးကာလတွင်ပရောဖက်ပြုချက်မှာလုံးလုံးပြည့်စုံသွားလိမ့်မည်ဖြစ်သည်အာမင်မဿဲခန်းကြီး24ခန်းငယ်6ရဲ့မှတ်စု1စစ်တိုက်ခြင်းဤနေရာရှိစစ်တိုက်ခြင်းများမှာပထမရာစုနှစ်မှစ၍ယခုမျက်မှောက်ကာလအထိရှိသောစစ်ပွဲများအလုံးကိုရည်ညွှန်းသည်၎င်းတို့ကိုဖြာထိတ်ခန်းကြီး6ခန်းငယ်3မှ4၌ဒုတိယတစ်စိတ်၏မြင်းနီအားဖြင့်ပုံဆောင်ထားသည်မဿဲခန်းကြီး24ခန်းငယ်6ရဲ့မှတ်စု2အဆုံးမှာဤခေတ်ကာလကုန်သောအချိန်ကိုရည်ညွှန်း၍၎င်းသည်3နှစ်ခွဲရှိသောဘေးဒဏ်ကြီးကာလဖြစ်သည်အငယ်6မှ9နှစ်14သည်ဣသရေလလူမျိုးများနှင့်သက်ဆိုင်သောအပိုင်း၌ပါဝင်တော်လေဤကျမ်းပိုက်များ၌ဖော်ပြထားသောဘေးဒဏ်များနှင့်ဧဝံဂေလိတရားဟောကြားခြင်းမှာရေပုံရအားဖြင့်ခရစ်တော်တက်ကြွခြင်းအချိန်မှဤခေတ်ကာလအဆုံးထိတိုင်တစ်ကမ္ဘာလုံး၌ဖြစ်ပွားလျက်ရှိသည်အငယ်14နောက်တွင်အငယ်15ချက်ချင်းလိုက်လာ၍အန်တီခရစ်သည်သူ၏ရုပ်တုကိုဖျားသခင်၏ဗိမာန်တော်၌ထားရှိ၍ထိုရုပ်တုသည်ဖျက်ဆီးတတ်သောရွှန်ရှာဖွယ်ဖြစ်လာသောအချိန်တည်းဟုသောဗိဒံကြီးကာလ၏အစနှင့်ဆက်လင်း၍ပြောဆိုထားသည်မဿဲခန်းကြီး24ခန်းငယ်9ရဲ့မှတ်စု1လူတစ်မျိုးနှင့်တစ်မျိုးလူတစ်မျိုးလူမျိုးသည်တပါးမျိုးသားများအားရည်ညွှန်း၍နိုင်ငံမှာအင်ပါရာကိုရည်ညွှန်းသည်မဿဲခန်းကြီး24ခန်းငယ်9ရဲ့မှတ်စု2အစာခေါင်းပါခြင်းမှာအဓိကအားဖြင့်စစ်မှတ်ဖြစ်ပွားခြင်းမှထွက်ပေါ်လာခြင်းဖြစ်သည်။သမိုင်းကြောင်းအရစစ်ဖြစ်ပွားခြင်းသည်ဗျာဒိတ်ခန်းကြီး6ခန်းငယ်9မှ6ရှိတတိယတစ်စိတ်၏မြင့်နှက်အားဖြင့်ပုံဆောင်သောအစာခေါင်းပါခြင်းကိုမကြာခဏဖြစ်ပေါ်စေသည်။မဿဲခန်းကြီး24ခန်းငယ်9ရဲ့မှတ်စု3မြေကြီးလှုပ်ခြင်းခရစ်တော်တက်ကြွခြင်းမှစ၍မြေကြီးလှုပ်ခြင်းသည်ရာစုနှစ်များတစ်လျှောက်လုံးဖြစ်ပွားခဲ့ပြီးဤခေတ်ကာလ၏အဆုံး၌အရှိန်ဟုန်သာ၍တိုးမြင့်လာပေလိမ့်မည်မဿဲခန်းကြီး24ခန်းငယ်8ရဲ့မှတ်စု1တာဖွာခြင်းဝေဒနာမှာတ
တာပေါ်ထွန်းလာရန်အတွက်ဖြစ်သည်ဖျားသခင်ဓမ္မသစ်စီမံကိန်း၌ကိုရော၏အလိုတော်နှင့်ရည်ရွယ်ချက်မှာသူ၏ထင်ရှားခြင်းအဖြစ်များစွာသောသားတို့ပေါ်ထွန်းလာရန်ဖြစ်သည်ထို့ကြောင့်ဤနေရာရှိတားဖွားခြင်းဝေဒနာမှာအငယ်6မှ9နှင့်21၌ဖော်ပြထားသောစစ်မှတ်ဖြစ်ပွားခြင်းများအစာခေါင်းပွားခြင်းများနေကြီးလှုပ်ခြင်းများဘေးဒဏ်များနှင့်ညှဉ်းပန်းနှိပ်စက်ခြင်းများအပါအဝင်ဓမ္မသစ်ကာလ၌ရှိသောဒုက္ခဆင်းရဲဘေးဒဏ်များအလုံးကိုရည်ညွှန်းသည်ဤနေရာရှိတားဖွားခြင်းဝေဒနာကိုသခင်ဖျားအတွက်ကြောင့်ဓမ္မသစ်ယုံကြည်သူများတွေ့ကြုံခံစားကြရခြင်းဖြစ်တော်လေဖျားတဲ့စနစ်နှင့်ရှိတားဖွားခြင်းဝေဒနာကိုမူဓမ္မဟောင်းနှင့်ဓမ္မသစ်နှစ်ခုလုံးရှိဖျားသခင်၏လူမျိုးများမျိုးစင်ဆက်တစ်လျှောက်လုံးတွေ့ကြုံခံစားခဲ့ရသည့်တားဖွားခြင်းဝေဒနာကိုရည်ညွှန်းသည်ဧဝံဂေလိတရားဟောကြားခြင်းနှင့်အတူသွားသောဤဘေးဒဏ်များမှာတားများစွာထွက်ပေါ်လာရန်အတွက်ဖျားသခင်အားဖြင့်အသုံးပြုခဲ့ခြင်းဖြစ်သည်ဒို့မှသာကိုရိုသည်ဤခေတ်ကာလ၌အသင်းတော်ကိုစိတ်ဆက်ထုံးဖွဲ့နိုင်မည်ဖြစ်၍လာမည့်ခေတ်၌နိုင်ငံတော်ကိုပြည့်မြောက်ပြည့်စုံနိုင်မည်ဖြစ်ကာထာဝရကာလ၌အသင်းတော်နှင့်နိုင်ငံတော်အဆုံးစွန်ပြည့်မြောက်ပြည့်စုံခြင်းဖြစ်သောယေရုရှလင်မြို့သစ်ကိုထုတ်လုပ်နိုင်မည်ဖြစ်သည်ဤသို့ဖြင့်ကိုရိုသည်ထာဝရအနာဂတ်ကာလ၌ထာဝရထင်ရှားခြင်းရှိမည်ဖြစ်သည်ဂလာတိလေ19နှင့်ဗျာဒိတ်12နှင့်ငါတို့သည်ဤအချက်ကိုအတည်ပြုထားသည်မဿဲခန်းကြီး24ခန်းငယ်9ရဲ့မှတ်စု1သင်ဂျူးလူမျိုးများရှိရာသို့ဆေလွတ်ခြင်းခံရသည့်ပရောဖက်များပညာရှိများဖြစ်သောဂျူးအမျိုးသားတပည့်တော်များကိုရည်ညွှန်းသည်မဿဲခန်းကြီး24ခန်းငယ်14ရဲ့မှတ်စု1နိုင်ငံတော်ဧဝံဂေလိတရားနိုင်ငံတော်ဧဝံဂေလိတရား၌ကျေးဇူးတော်ဧဝံဂေလိတရားပါဝင်၍လူများကိုဖျားသခင်ကယ်တင်ခြင်းအထဲသို့ခေါ်ဆောင်လာသည်သာမကကောင်းကင်များ၏နိုင်ငံတော်အထဲသို့လည်းခေါ်ဆောင်ပေးသည်ကျေးဇူးတော်ဧဝံဂေလိတရားသည်အပြစ်ခွင့်လွှတ်ခြင်းဖျားသခင်၏ရွေးနှုတ်ခြင်းနှင့်ထာဝရအသက်ကိုအလေးထား၍နိုင်ငံတော်ဧဝံဂေလိတရားမူကားဖျားသခင်၏ကောင်းကင်ဆိုင်ရာအုပ်စိုးခြင်းနှင့်သခင်ဖျား၏အခွင့်အာဏာတော်ကိုအလေးထားသည်ဤနိုင်ငံတော်ဧဝံဂေလိတရားသည်ဤခေတ်ကာလအဆုံးမရောက်မီလူမျိုးတကာတို့ထံသက်သေဖြစ်စေခြင်းကပြည်ကြီးတစ်ပြင်လုံး၌ဟောကြားရလိမ့်မည်တို့ဖြစ်၍ထိုဟောကြားခြင်းသည်ဗျာဒိတ်ခန်းကြီး6ခန်းငယ်1မှ2ရှိတထမတစိ၏မြင်းဖြူအားဖြင့်ပုံဆောင်၍၎င်းသည်ဤခေတ်ကာလ၏ပြည့်မြောက်ပြည့်စုံခြင်းအမှတ်လက္ခဏာတစ်ခုဖြစ်လာပေလိမ့်မည်မဿဲခန်းကြီး24ခန်းငယ်14ရဲ့မှတ်စု2သက်သေနိုင်ငံတော်ဧဝံဂေလိတရားသည်လူမျိုးတကာတို့တပါးမျိုးသားများအတွက်သက်သေဖြစ်သည်ဤသက်သေသည်ဤခေတ်အဆုံးတည်းဟုသောဘေးဒဏ်ကြီးကာလမရောက်မီမြေကြီးတစ်ပြင်လုံးသို့ပြန့်နှံ့ရမည်ဖြစ်သည်မဿဲခန်းကြီး24ခန်းငယ်15ရဲ့မှတ်စု1ထို့ကြောင့်အငယ်4မှ14၌ဖော်ပြထားသောအဖြစ်အပျက်များ၏ကာလအတိုင်းရှည်ကိုမြည်သူမျှမသိပေသို့သောကြံ့ကျွင်းသောဂျူးလူမျိုးများနှင့်ဆက်လင်း၍အငယ်15မှ31ရှိပရောဖက်ပြုချက်သည်ဒံယေလခန်းကြီး9ခန်းငယ်29၌ပရောဖက်ပြုထားသောဤခေတ်နောက်ဆုံးသော3နှစ်ခွဲဗိဒန်ကြီးကာလနောက်ဆုံးသောသတင်းပတ်၏ဒုတိယတဝက်၌လုံးလုံးပြည့်စုံလိမ့်မည်ဖြစ်သည်ထိုကာလသည်ဗိမာန်တော်၌အန်တီခရစ်၏ရုပ်ပုံရုပ်တုကိုထားရှိခြင်းမှစတင်၍ခရစ်တော်၏ထင်ရှားစွာကြွလာသောအချိန်၌အဆုံးသတ်လိမ့်မည်ဖြစ်သည်မဿဲခန်းကြီး24ခန်းငယ်15ရဲ့မှတ်စု2ယွန်ရှာဖွဲ့အရာမှာရုပ်တုကိုကြည်ညွှန်းသည်ဤနေရာ၌၎င်းသည်အန်တီခရစ်ရုပ်ပုံကိုရည်ညွှန်း၍ဘေးဒဏ်ကြီးကာလ၏အစဖျားသခင်၏ဗိမာန်တော်၌တည်ထားလိမ့်မည်ဖြစ်သည်ထို့ကြောင့်ဤရုပ်တုသည်ဤခေတ်ကုံဆုံးမည့်အခြားသောအမှတ်လက္ခဏာတစ်ခုဖြစ်သည်မဿဲခန်းကြီး24ခန်းငယ်15ရဲ့မှတ်စု3ဖြည့်စည်းဒါရိုက်အနံ့ပျက်စီးစေခြင်းပျက်စီးယိုယွင်းခြင်းယွန်ရှာဖွဲ့သောအန်တီခရစ်ရုပ်တုသည်ပျက်စီးယိုယွင်းခြင်းဖြစ်စေလိမ့်မည်အန်တီခရစ်ကိုဖျက်ဆီးတတ်သောသူဟုခေါ်၍အပေါလျုံသူသည်များစွာသောဖျက်ဆီးခြင်းကိုပြုလိမ့်မည်မဿဲခန်းကြီး24ခန်းငယ်15ရဲ့မှတ်စု4တန့်ရှင်း
ဤနေရာရှိတန်ရှင်းတော်မူသောအရက်မှာဖျားသခင်ဗိမာန်တော်ရှိအတန်ရှင်းဆုံးဌာနကိုရည်ညွှန်းသည်မဿဲခန်းကြီး24ခန်းငယ်19ရဲ့မှတ်စု1ကိုဝင်ဆောင်ထားသောသူနှင့်နိုးဆိုးသူငယ်ရှိသောသူများအဖို့ထွက်ပြေးလွတ်မြောက်ရန်ခဲရင်လိမ့်မည်မဿဲခန်းကြီး24ခန်းငယ်20ရဲ့မှတ်စု1ဆောင်းကာလသည်ထွက်ပြေးလွတ်မြောက်ရန်ခက်ခဲသောအချိန်ကာလဖြစ်သည်မဿဲခန်းကြီး24ခန်းငယ်20ရဲ့မှတ်စု2ဥပုပ်တစုံတယောက်သည်ဥပုပ်နှင့်၌တူတောင်းသောအကွာအဝေးထိသာလမ်းလျှောက်ခွင့်ရှိ၍၎င်းသည်ထွက်ပြေးလွတ်မြောက်ရန်အတွက်လုံလောက်သောအကွာအဝေးမဟုတ်ပေဒီနေရာ၌ဥပုပ်နှင့်ကိုဖော်ပြထားခြင်းမှာဂျူးလူမျိုးတို့သည်အစ္စရေးနိုင်ငံတော်ကိုတည်ထောင်ပြီးနောက်တွင်လည်းဥပုပ်နှင့်ကိုစောင့်ထိန်လျက်ရှိကြောင်းကိုဖော်ပြသည်ဤနေရာရှိသခင်ဖျား၏စကားတော်ကိုကြားနာနေသူပရိသတ်များတပည့်တော်များ၌လူအမျိုးအစား2မျိုးရှိ၍တမျိုးမှာကြံ့ကျွင်းနေသေးသောဂျူးလူမျိုးများကိုကိုးစားပြု၍အခြားတစ်မျိုးမှာအသင်းတော်၌ထုံးဖွဲ့ပါဝင်နေသောဓမ္မသစ်ယုံကြည်သူများကိုကိုးစားပြုသည်ဂျူးလူမျိုးများနှင့်ဆက်လင်း၍အငယ်4မှ31၌တရှိသခင်ဖျား၏မိန့်တော်မူချက်အပိုင်း၌တပည့်တော်များသည်ကြံ့ကျွင်းနေသေးသောဂျူးလူမျိုးများကိုကိုးစားပြု၍သင်းတော်နှင့်ဆက်လင်းသောအပိုင်းဖြစ်သည်ခန်းကြီး24ခန်းငယ်32မှခန်းကြီး25ခန်းငယ်30ထိတွင်သူတို့သည်ဓမ္မသစ်ယုံကြည်သူများကိုကိုးစားပြုသည်ဧဝံဂေလိကျမ်း4ကျမ်း၌အပြင်ပိုင်းအခြေအနေများနှင့်ဆက်လင်း၍သခင်ဖျားသည်သူ၏တပည့်တော်များကိုဂျူးလူမျိုးများအဖြစ်ပြုမှုဆက်ဆံခဲ့တော်လဲဝိညာဉ်အသက်နှင့်ဆက်လင်းသောအရာ၌ကိုရော်သည်သူတို့အားဓမ္မသစ်ယုံကြည်သူများအဖြစ်မှတ်ယူခဲ့သည်မဿဲခန်းကြီး24ခန်းငယ်21ရဲ့မှတ်စု1ဘေးဒဏ်ကြီးသည်ဤခေတ်ကာလ၏နောက်ဆုံး3နှစ်ခွဲချိန်၌ဖြစ်ပွားလိမ့်မည်ဖြစ်သည်ဗျာဒိတ်ခန်းကြီး17အခန်းငယ်2ရဲ့မှတ်စု4ကိုကြည့်ပါဤနေရာ၌ပြောဆိုထားသောဘေးဒဏ်ကြီးတွင်ယေရုရှလင်မြို့သည်အလယ်ဗဟိုဖြစ်လိမ့်မည်ဖြစ်၍ယူဒပြည်သည်၎င်း၏အဝင်းအဝိုင်းဖြစ်ပေလိမ့်မည်ဗျာဒိတ်ခန်းကြီး3ခန်းငယ်10၌ဖော်ပြထားသောစုံစမ်းစစ်ဆေးခြင်းတွင်ရောမမြို့သည်အလယ်ဗဟိုဖြစ်လိမ့်မည်ဖြစ်၍မြေကြီးတစ်ပြင်လုံးသည်၎င်း၏အဝင်းအဝိုင်းဖြစ်ပေလိမ့်မည်မဿဲခန်းကြီး24ခန်းငယ်22ရဲ့မှတ်စု1ထိုကာလတာရှည်ထိုဘေးဒဏ်ကြီးသည်3နှစ်ခွဲသာကြာမြင့်လိမ့်မည်ဗျာဒိတ်ခန်းကြီး17ခန်းငယ်2ရဲ့မှတ်စု4ကိုကြည့်ပါမဿဲခန်းကြီး24ခန်းငယ်22ရဲ့မှတ်စု2ရွေးချယ်ဤနေရာ၌ရွေးချယ်ခံသောသူတို့မှာဖျားသခင်ရွေးချယ်ခြင်းခံရသောလူမျိုးဖြစ်သည့်ဂျူးလူမျိုးများကိုရည်ညွှန်းသည်ရှေ့ကျမ်းပိုက်များတွင်လည်းတွေ့ရသည်မဿဲခန်းကြီး24ခန်းငယ်23ရဲ့မှတ်စု1ခရစ်တော်ဂျူးလူမျိုးများသည်ယေရှုအားသူတို့၏မေရှိယအဖြစ်လက်မခံဘဲမေရှိယကြွလာမည်ကိုစောင့်မျှော်နေကြသည်ထိုမေရှိယခရစ်တော်သည်မြေကြီးပေါ်ရှိဤအရက်သို့မဟုတ်ထိုအရက်တို့မှထွက်ပေါ်လာမည်မဟုတ်ဘဲကောင်းကင်မှမိုးတိမ်စီးလက်ဆင်းကြွလာမည်ဖြစ်ကြောင်းသူတို့သတိပြုရန်လိုအပ်သည်မဿဲခန်းကြီး24ခန်းငယ်24ရဲ့မှတ်စု1ခရစ်တော်၏အယောင်ကိုဆောင်အန်တီခရစ်သည်ခရစ်တော်အတုအယောင်များတွင်နောက်ဆုံးသောသူဖြစ်လာမည်ဖြစ်၍ပျက်စီးခြင်းတို့ရောက်သောသူတို့အားလှည့်ဖြားရန်စာတန်၏တကူအဖြစ်အမှတ်လက္ခဏာများနှင့်အံ့ဖွယ်ရာတို့ကိုပြုလိမ့်မည်ဖြစ်သည်မဿဲခန်းကြီး24ခန်းငယ်24ရဲ့မှတ်စု2ရွေးမှားသောဗျာဒိတ်ခန်းကြီး73ခန်းငယ်17ရှိအခြားသောသားရဲတစ်ကောင်သည်ပရောဖက်ရောင်ဆောင်များတွင်နောက်ဆုံးသောသူဖြစ်၍သူသည်မြေကြီးသားတို့အားလှည့်ဖြားရန်ကြီးစွာသောအမှတ်လက္ခဏာတို့ကိုပြုလိမ့်မည်မဿဲခန်းကြီး24ခန်းငယ်26ရဲ့မှတ်စု1ကန္နာယတော်ခန္ဓာရတော်ဟူသည်မှာတစုံတယောက်သည်မိမိကိုယ်ကိုလောကနှင့်ခွဲခြားစေခြင်းကသွားနိုင်သောနေရာဖြစ်သည်သူ၏ထိုကဲ့သို့ပြုလုပ်ခြင်းသည်ဗတ္တိဇံယောဟန်ကဲ့သို့ပင်လူများအားသူသည်မေရှိယဟုတ်မဟုတ်မိမောတွေ့ဝေခြင်းကိုအလွယ်တကူဖြစ်စေမည်မဿဲခန်းကြီး24ခန်းငယ်46ရဲ့မှတ်စု2အတွင်းသို့မဟုတ်တိတန့်အခန်းများတစုံတယောက်သည်လူများအားဆွဲဆောင်ရန်အတွက်မိမိသည်အံ့ဩဖွယ်သောသူဖြစ်ကြောင်းကိုထင်ရှားပေါ်လွင်အောင်ပြုနိုင်သောနေရာဖြစ်သည်
မဿဲခန်းကြီး24ခန်းငယ်29ရဲ့မှတ်စု1အရှိမပြက်ခရစ်တော်၏ဒုတိယအကြိမ်ကြွလာခြင်း၌တွင်ပြင်လက္ခဏာ2ခုရှိသည်တစ်ခုမှာတတိနှင့်စောင့်နေသောယုံကြည်သူများနှင့်သက်ဆိုင်သည့်လှုပ်ဝက်ခြင်းနှင့်ဆက်ဆိုင်ကာအခြားတစ်ခုမှာမယုံကြည်သူဂျူးလူမျိုးများတပါးမျိုးသားများနှင့်ဆက်လင်း၍ထင်ရှားသောတွင်ပြင်လက္ခဏာဖြစ်သည်ဤနေရာရှိလက်စစ်လက်ချင်းသည်ဗေဒန်ကြီးကာလပြီးနောက်တွင်ဖြစ်ပြမည့်ထင်ရှားသောတွင်ပြင်လက္ခဏာကိုပုံဆောင်သည်သို့သောအငယ်43ရှိတခိုးကဲ့သို့လာခြင်းသည်ဗေဒန်ကြီးကာလမတိုင်မီတွင်ဖြစ်ပြမည့်လှုပ်ဝက်သောတွင်ပြင်လက္ခဏာကိုပုံဆောင်သည်လက်စည်းလက်ချင်းကိုအလင်းရောင်ဖြာထွက်ခြင်းကအခွင့်အရေးကိုစောင့်ဆိုင်နေလက်မိုးတိမ်ထဲတွင်ဝှက်ထားခြင်းခံနေရသကဲ့သို့ယူဆနိုင်သည်ထိုနည်းတူခရစ်တော်သည်တစုံတစ်ခုသောအချိန်တိုင်းတာအထိလေထုထဲ၌မိုးတိမ်ကိုပွေ့လက်ရှိမည်ဖြစ်၍ရုတ်တရက်မြေကြီးတစ်ပြင်လုံးသို့ထွန်းလင်းလက်ကြွလာလိမ့်မည်ဖြစ်သည်ထို့ကြောင့်လက်စည်းလက်တကဲ့သို့ဖြစ်သောသခင်ဖျား၏ကြွလာခြင်းသည်သခင်ဖျား၏မျက်မှောက်တော်ပါရိုစီယာအစုံ၏အမှတ်လက္ခဏာတစ်ခုဖြစ်ပေလိမ့်မည်အငယ်3ရဲ့မှတ်စု3ကိုလည်းကြည်ပါဤဒီမှာလည်းသခင်ဖျားသည်လက်စစ်ကဲ့သို့ဖြစ်ကြောင်းကိုဖော်ပြသည်မဿဲခန်းကြီး24ခန်းငယ်28ရဲ့မှတ်စု1အသေးကောင်ဤအကြောင်းအရာအငယ်15နှစ်21မှာဤခေတ်အဆုံး၌ဗေဒန်ကြီးကာလကိုဖြစ်ပွားစေမည်သူမှာအန်တီခရစ်ဖြစ်ကြောင်းကိုဆိုလိုသည်သူသည်တရားစီရင်ခြင်းနှင့်ဖျက်ဆီးခြင်းကိုခံရလိမ့်မည်ဖြစ်သည်အာဒံ၌ရှိသောလူအပေါင်းတို့သည်သေလက်ရှိသည်ထို့ကြောင့်စိုးညစ်သောအန်တီခရစ်သည်သူ၏စိုးညစ်သောစစ်တပ်များနှင့်အတူအာမဂဒုန်ရက်၌သခင်ဖျားကိုဆန့်ကျင်တိုက်ခိုက်ခြင်းမှာသခင်ဖျား၏အမြင်၌လင်တာတို့၏စောင်းဖွဲ့ကောင်းသောအလောင်းကောင်များဖြစ်ကြသည်ထို့အပြင်တမန်ကျမ်းစာ၌သခင်ဖျားနှင့်ကိုရောကိုကိုးစားသောသူတို့သည်လင်းယုံနှင့်တူ၍လျင်မြန်စွာဖျက်ဆီးတတ်သောဘူချီများသည်ပြန်တန်းနေသောလင်းယုံများနှင့်တူချောင်းကိုဖော်ပြထားသည်တရားဟောရာအခန်းကြီး28ခန်းငယ်49ဟောရှေအခန်းကြီး8ခန်းငယ်1ထို့ကြောင့်ဤနေရာရှိလင်းတာများမှာလင်းယုံအမျိုးအနွယ်ဝင်လူရက်ဖျက်ဆီးတတ်သောငှက်များဖြစ်၍၎င်းမှာအန်တီခရစ်နှင့်သူ၏ဘူချေများကိုအာမဂဒုန်ရက်၌လျင်မြန်စွာဖြင့်ပြန်တန်းကြွလာ၍စန့်ကျင်တိုက်ခိုက်ဖျက်ဆီးမည့်ဘူချေများတည်းဟုသောခရစ်တော်နှင့်အောင်မြင်သောသူများကိုကြည်ညွှန်းထားသည်မှာတန်တရားမရှိပေဤသို့ဖြင့်သူတို့အပေါ်တွင်ဖျားသခင်၏စီရင်ခြင်းကိုအဆုံးသတ်လိမ့်မည်ဖြစ်သည်ဤသည်မှာကိုရော၏ထင်ရှားပေါ်လာခြင်း၌ခရစ်တော်သည်သူ၏အောင်မြင်သောတန်ရှင်းသူများနှင့်အတူအန်တီခရစ်နှင့်သူ၏ဘိုးချေများရှိရာရက်၌ပေါ်ထွက်လာခြင်းရှိုံသာမကခရစ်တော်သည်သူ၏အောင်မြင်သောသူများနှင့်အတူလေထုထဲမှလွန်လျင်မြန်သောလင်းတာများကဲ့သို့လည်းပေါ်ထွက်လာမည်ကိုဖော်ပြသည်ဤသည်မှာပြီးခဲ့သောကျမ်းပိုင်း၌ရှိသောလက်စစ်ပြည့်ခြင်းနှင့်ဆက်ဆက်နေသည်မဿဲခန်းကြီး24ခန်းငယ်29ရဲ့မှတ်စု1ဗေဒန်ကြီးပြီးနောက်ခရစ်တော်၏ထင်ရှားစွာကြွလာခြင်းမှာဗေဒန်ကြီးကာလပြီးနောက်တွင်ဖြစ်ပျက်မည့်အကြောင်းဤအရာကအခိုင်အမာသက်သေပြုထားသည်မဿဲခန်းကြီး24ခန်းငယ်29ရဲ့မှတ်စု2နေဤတဘာဝလုံးကဆိုးကြီးသည်ဗေဒန်ကြီးကာလပြီးနောက်ဤခေတ်အဆုံးရောက်ခန့်ဤတွင်ကောင်းကင်၌ဖြစ်ပျက်လိမ့်မည်ဖြစ်သည်ဗျာဒိတ်ခန်းကြီး6ခန်းငယ်12ရဲ့မှတ်စု2ကိုကြည့်ပါဤဒီမှာဗေဒန်ကြီးကာလ၏အစတွင်ဖြစ်ပျက်လိမ့်မည်ဖြစ်သောစတ္ထမတစိမ့်နှင့်စတုတ္ထမြောက်တဘိုးတို့၏ကတ်ဆိုးများနှင့်ခြားနာသည်မဿဲခန်းကြီး24ခန်းငယ်30ရဲ့မှတ်စု1အမှတ်လက္ခဏာဤအမှတ်လက္ခဏာမှာမြည်သည့်အရာဖြစ်ကြောင်းကိုကျွန်ုပ်တို့သိနိုင်ခွင့်မရှိပေညီတို့ပင်ဆိုစေကာမူ၎င်းသည်ကောင်းကင်၌ဖြစ်ပေါ်သောတဘာဝလွန်ဖြစ်၍ရှင်းလင်းစွာမြင်တွေ့ကြရမည်ဖြစ်သည်အငယ်29၌ရှိသောလက်စစ်လက်ချင်းကဲ့သို့ဖြစ်နိုင်သည်မဿဲခန်းကြီး24ခန်းငယ်30ရဲ့မှတ်စု2လူမျိုးအပေါင်းအာမင်မဿဲခန်းကြီး24ခန်းငယ်30ရဲ့မှတ်စု2လူမျိုးအပေါင်းဤနေရာရှိလူမျိုးအပေါင်းတို့မှာဣသရေလလူမျိုးများဖြစ်၍မြေကြီးသည်တန့်ရှင်းသောမြေဖြစ်သည်သခင်ဖျားထင်ရှားပေါ်ထွန်းလာသောအခါဣသရေလလူမျိုးများသည်နောက်တရ၍ငိုကြွေးမိတမ်းကြလိမ့်မည်ဖြစ်သည်
မတဲခန်းကြီး24ခန်းငယ်30ရဲ့မဆူ3ငိုကြွေးမိတန်းဓာတ်ရိုက်အနက်ရင်ဘတ်ကိုထူခြင်းမတဲခန်းကြီး24ခန်းငယ်30ရဲ့မဆူ4မိုးတိမ်ကိုစီးထိုချိန်မှစ၍သခင်ဖျားသည်မိုးတိမ်ထဲ၌မရှိတော့ဘဲမိုးတိမ်ပေါ်တွင်ရှိကာမြေကြီးပေါ်ရှိလူအပေါင်းတို့ထံထင်ရှားပေါ်ထွန်းတော်မူလိမ့်မည်ဖြစ်သည်ဤဒီမှာကိုရောဤဒုတိယအကြိမ်ကြွလာခြင်းဤထင်ရှားသောပုံပန်းတံဖြစ်သည်ဗျာဒိတ်ခန်းကြီး30ငယ်1မှ1ဤမဆု2နှင့်ဗျာဒိတ်ခန်းကြီး14ငယ်14ဤမဆု1တို့ကိုကြည်ပါမဿဲခန်းကြီး24ခန်းငယ်30ရဲ့မဆု5ဘုံတို့ကိုခရစ်တော်၏ပထမအကြိမ်ကြွလာခြင်း၌ကိုရောသည်ကောင်းကင်ဆိုင်ရာရှင်ဘုရင်ဖြစ်တည်တည်ပြရန်နတ်ဆိုးများကိုနှင်ထုတ်ခြင်းနှင့်အနာရောဂါမျိုးမျိုးတို့ကိုငြိမ်းစေခြင်းကဲ့သို့သောလှုပ်ဆောင်မှုများ၌အခွင့်အာဏာတော်ကိုထင်ရှားပြသခဲ့သည်ဒုတိယအကြိမ်ကြွလာခြင်း၌ကိုရောသည်မြေကြီးပေါ်၌သူ၏နိုင်ငံတော်ကိုတည်ထောင်ရန်အတွက်ဘုရားသခင်၏စီရင်ခြင်းကိုအဆုံးသတ်ရန်အန်တီခရစ်နှင့်သူ၏ဗိုလ်ခြေများကိုဖျက်ဆီးရန်စာတန်ကိုချီနှောင်ရန်အတွက်သူ၏တကူတော်ကိုလေ့ကျင့်လှုပ်ဆောင်လိမ့်မည်ဖြစ်သည်မဿဲခန်းကြီး24ခန်းငယ်31ရဲ့မှစု1စုယုံဗိဒ္ဓံကြီးကာလပြီးနောက်မြေကြီးပေါ်သို့ကိုရောပြန်ကြွလာသောအချိန်၌သခင်ဖျားသည်မြေကြီးတစ်ပြင်လုံး၌ပြန့်နှံ့နေသောဂျူးလူမျိုးများကိုတန်ရှင်းသောမြေ၌ပြန်လည်စုစည်းစေမည်ဖြစ်သည်ဤဒီမှာခန်းကြီး23ခန်းငယ်39၌ရှိသောသခင်ဖျား၏စကားတော်ကိုပြည့်စုံခြင်းဖြစ်ုံသာမကဓမ္မဟောင်းကျမ်းရှိဖျားသခင်၏ဂတိတော်ပြည့်စုံခြင်းလည်းဖြစ်သည်ငယ်31ရဲ့မှစုကကိုလည်းကြည်ပါကျမ်းကျွန်း31ကကိုကြည်ပါအာမင်မဿဲခန်းကြီး24ခန်းငယ်32ရဲ့မှစု1သို့ဖြစ်၍ဟူသောစကားမှာအငယ်32သည်အခြားသောအပိုင်းတစ်ခု၏အစဖြစ်ကြောင်းကိုဖော်ပြသည်ဤအခန်းကြီး24ခန်းငယ်32မှခန်းကြီး25ခန်းငယ်30အပိုင်းသည်အသင်းတော်နှင့်ဆက်လင်းသောအပိုင်းဖြစ်သည်မဿဲခန်းကြီး24ခန်းငယ်32ရဲ့မှစု2သင်္ဘောတဖန်ပင်ဣသရေလလူမျိုးများကိုပုံဆောင်သောသင်္ဘောတဖန်ပင်သည်21-19၌ကျင့်ခြင်းခံရသည်ထိုနေရာရှိမှတ်စုများကိုကြည့်ပါAD ပထမရာစုမှ1948ခုနှစ်ထိရှိသည့်ကြာရှည်လာသောစောင်းကာလကိုဖျက်ဆီးခဲ့ပြီးနောက်မှာဣသရေလလူမျိုးတို့သည်နိုင်ငံကိုပြန်လည်ထူထောင်နိုင်ခဲ့ကြသည်ထိုအချိန်တွင်သင်္ဘောတဖန်ပင်အခက်အလက်များသည်နုလာ၍အရွက်ပေါက်လာခဲ့သည်ယုံကြည်သူများဖို့ဤသင်္ဘောတဖန်ပင်သည်ဤခေတ်ကာလ၏အဆုံးမှုဖော်ပြသောအမှတ်လက္ခဏာဖြစ်သည်မဿဲခန်းကြီး24ခန်းငယ်32ရဲ့မှစု3သောအခါလက်နုလာခြင်းမှာတဖန်အသက်ရှင်သန်လာခြင်းကိုပုံဆောင်သည်မဿဲခန်းကြီး24ခန်းငယ်32ရဲ့မှစု4အရွက်ပေါက်အရွက်များပေါက်လာခြင်းမှာအပြင်ပိုင်းလှုပ်ဆောင်မှုများ၌နှစ်သက်ဖွယ်ရှိလာကြောင်းကိုပုံဆောင်သည်မဿဲခန်းကြီး24ခန်းငယ်32ရဲ့မှစု5နှွေစောင်းကာလမှာ6တွေ့သောအချိန်ကာလဒုက္ခဆင်းရဲခံရသောကာလကိုပုံဆောင်၍နှွေကာလမှာသခင်ဖျား၏ဒုတိယအကြိမ်ကြွလာခြင်းဖြင့်စတင်မည်ဖြစ်သောနိုင်ငံတော်ခေတ်ကာလပြန်လည်ပြုပြင်သောကာလကိုပုံဆောင်သည်မဿဲခန်းကြီး24ခန်းငယ်33ရဲ့မှစု1အလုံးစုံထိုအကြောင်းအရာအလုံးစုံဟူသည်အငယ်9မှ32၌ကြိုတင်ပြောဆိုထားသောအရာများကိုရည်ညွှန်းသည်မဿဲ24:33ရဲ့မှစု2၎င်းသည်ဟူသောစကားလုံးမှာအငယ်32၌နှွေကာလအဖြစ်ပုံဆောင်ထားသောဣသရေလနိုင်ငံပြန်လည်ပြုပြင်ခြင်းကိုရည်ညွှန်းသည်မဿဲခန်းကြီး24ခန်းငယ်34ရဲ့မှစု1ဤမျိုးဆက်ဤနေရာရှိလူများဟူသည်မှာ1:9၌ဖော်ပြထားတဲ့ကဲ့သို့ခေတ်အလိုက်နှင့်ပုဂ္ဂိုလ်အလိုက်ရှိခဲ့သောလူမျိုးစင်ဆက်ကိုမဆိုလိုပဲခန်းကြီး7ခန်းငယ်16ခန်းကြီး7ခန်းငယ်39ငယ်41မှ42ငယ်45နှင့်သုတ်တံခန်းကြီး30ငယ်17မှ14တို့၌ဖော်ပြထားသည့်လူမျိုးများကဲ့သို့လူများ၏ကိုကျင့်တရားနှင့်ဆိုင်သောအခြေအနေဖြင့်ဖော်ပြထားသောလူမျိုးကိုရည်ညွှန်းသည်မဿဲခန်းကြီး24ခန်းငယ်36ရဲ့မှစု1သားတော်လူသားအနေထား၌ယက်တည်နေသောသားတော်သည်သူ၏ပြန်ကြွလာမည့်နေ့ရက်အချိန်နာရီကိုမသိပေမ
တဲခန်းကြီး24ခန်းငယ်30ရဲ့မှတ်စု1နောအေးလက်ထက်သခင်ဖျား၏ကြွလာခြင်းမျက်မှောက်တော်သည်နောအေး၏နေရကဲ့သို့ဖြစ်လိမ့်မည်ဤသည်မှာသခင်ဖျား၏မျက်မှောက်တော်ရောက်လာခံဤသောအခါနောအေး၏နေရ၌ကဲ့သို့ဖြစ်လာမည်ကိုညွှန်ပြထားသည်ဆိုလိုသည်မှာသခင်ဖျားကြွလာခြင်းမတိုင်မီအခြေအနေသည်နောအေး၏နေရရှိအခြေအနေနှင့်တူလိမ့်မည်ဖြစ်သည်မဿဲခန်းကြီး24ခန်းငယ်38ရဲ့မှတ်စု1အကြောင်းမူကားကျောင်းမူကားဟူသည်မှာသခင်ဖျား၏မျက်မှောက်တော်သည်အဘယ်ကြောင့်နောအေး၏နေရနှင့်တူ၍မိကဲ့သို့တူသည်ကိုဤကျမ်းပိုက်ကရှင်းလင်းထားကြောင်းဖော်ပြသည်နောအေး၏နေရ၌အောက်ပါအခြေအနေများတည်ရှိခဲ့သည်လူများသည်စားတောက်လက်ထိမ်းများဆုံဖက်ခြင်းပြုလက်ရှင်းမှုနေခဲ့ကြသည်သူတို့သည်ရေလွှမ်းမိုးခြင်းဖြင့်တုတ်တင်ပယ်ရှင်းခြင်းခံရမည်ရောက်လာသောစီရင်ခြင်းကိုမသိဘဲတတိမဲ့နေခဲ့ကြသည်သခင်ဖျား၏မျက်မှောက်တော်ရောက်လာခံဤသောအခါဤအသက်တာ၏လိုအပ်ချက်များသည်လူများကိုထိုကဲ့သို့ပင်ရှင်းမှုနေစေ၍သခင်ဖျား၏ပေါ်ထွန်းတော်မူခြင်းအဖြစ်သူတို့အပေါ်သို့ကြာရောက်မည်ထိုဖျားသခင်၏စီရင်ခြင်းရေလွှမ်းမိုးခြင်းဖြင့်ပုံဆောင်ထားသောကိုမသိပဲရှိကြပေမည်ဤသို့ပင်ဖြစ်စေယုံကြည်သူများမှာခရစ်တော်သည်ဤဖောက်ပြန်ဖြစ်စည်းနေသောလောကအပေါ်သို့ဖျားသခင်၏စီရင်ခြင်းကိုလာရောက်အဆုံးသတ်လိမ့်မည်ဖြစ်ကြောင်းရိုးစင်းစွာသိရှိထားရမည်ဖြစ်သည်မဿဲခန်းကြီး24ခန်းငယ်38ရဲ့မှတ်စု2စာအစအဦး၌စားတောက်ခြင်းထိမ်းများဆောင်ဖက်ခြင်းအမှုတို့ကိုလူဤတည်ရှိခြင်းအတွက်ဖျားသခင်အားဖြင့်စီမံထားခဲ့သည်သို့တော်လူဤတက်မှတ်ခြင်းကြောင့်သာတန်သည်လူကိုသိမ့်ပိုက်ရန်နှင့်ဖျားဤစိတ်ဝင်စားခြင်းမှသူအားဆောင်ထိန်ရန်လူအသက်တာ၏လူအပ်မှုများကိုအသုံးချခဲ့သည်သခင်ဖျား၏မျက်မှောက်တော်ရောက်လာခံဤခေတ်ကာလ၏အဆုံးပိုင်း၌ဤအခြေအနေမျိုးမှာအရှိန်အဟုန်တိုးပွားလာလိမ့်မည်ဖြစ်သည်မဿဲခန်းကြီး24ခန်းငယ်40ရဲ့မှတ်စု1ထိုအခါဟူသည်မှာလောကဆန်သောလူသားတို့သည်ရုပ်ဝတ္ထုပစ္စည်းများအဖြစ်ရစ်မှုနေ၍ရောက်လာမည့်စီရင်ခြင်းကိုအာယုံမပြုမိဘဲရှိစဉ်တတိနှင့်ဆောင်းဆိုင်နေသောယုံကြည်သူအချို့တို့သည်သိမ်းယူခြင်းခံရလိမ့်မည်ကိုညွှန်ပြထားသည်မဿဲခန်းကြီး24ခန်းငယ်40ရဲ့မှတ်စု2ယောက်ျားဤသူနှစ်ဦးမှာခရစ်တော်၌ညီအကိုများဖြစ်ကြသည်မဿဲခန်းကြီး24ခန်းငယ်40ရဲ့မှတ်စု3လယ်၌နှင့်ကျိတ်ဆုံကျိတ်ခြင်းနှစ်ခုစလုံးသည်အသက်ရှင်ရန်အတွက်အလုံးလုံးခြင်းကိုပုံဆောင်သည်ယုံကြည်သူများသည်ဤအသက်တာ၏လိုအပ်မှုများဖြင့်ရှစ်မှုနေခြင်းမရှိသင့်တော်လေအသက်ရှင်ရန်အတွက်အလုံးလုံးခြင်းရှိရကြမည်ဖြစ်သည်တစုံတစ်ယောက်သည်အသက်ရှင်ခြင်းအတွက်မှန်ကန်သောအလုံးလုံးနေခြင်းကိုစွန့်ပစ်လိုသောအတွေ့အထိအခြားအဆုံးတစ်ဖက်သို့ရောက်စေသောစာတန်၏နီးပရိယေဖြစ်သည်မဿဲခန်းကြီး24ခန်းငယ်40ရဲ့မစု4သိမ်းယူဤဒီမှာဘေးဒဏ်ကြီးကာလမတိုင်မီချီဆောင်ခံရခြင်းဖြစ်သည်ဤချီဆောင်ခြင်းသည်သခင်ဖျား၏ကြွလာခြင်းပါရိုစီယာအမှတ်လက္ခဏာနှင့်ဂျူးလူမျိုးတို့အဖို့အမှတ်လက္ခဏာပင်ဖြစ်သည်မဿဲခန်းကြီး24ခန်းငယ်41ရဲ့မှတ်စု1မိမ့်မဤမိမ့်မနှစ်ဦးသည်သခင်ဖျား၌ညီအမများဖြစ်ကြသည်မဿဲခန်းကြီး24ခန်းငယ်42ရဲ့မှတ်စု1တဲ့စောင့်ကြည့်နေကြလို့နှင့်သင်တို့အရှင်ဟူသောစကားနှစ်ခုစလုံးမှာငယ်40နှင့်41၌ဖော်ပြထားသောယောက်ျား2ယောက်နှင့်မိန်းမ2ယောက်တို့သည်ကယ်တင်ခံရပြီးသောယုံကြည်သူများဖြစ်ကြောင်းသက်သေပြသည်သခင်ဖျားသည်ကယ်တင်ခြင်းမရရှိသောသူတို့အားစောင့်ကြည့်နေရန်မပြောတကဲ့သို့ကိုရောသည်ထိုသူတို့၏သခင်လည်းမဟုတ်ပေမဿဲခန်းကြီး24ခန်းငယ်43ရဲ့မှတ်စု1အိမ်ရှင်ဟူသည်မှာယုံကြည်သူကိုရည်ညွှန်း၍အိမ်ဟူသည်မှာယုံကြည်သူတယောက်သည်သူ၏ခရစ်ယာန်သက်တာ၌တည်ဆောက်ခဲ့သောအပြုအမူနှင့်အကျင့်ကိုရည်ညွှန်းသည်မဿဲခန်းကြီး24ခန်းငယ်43ရဲ့မှတ်စု2တခိုးသည်အဖိုးတန်သောအရာများကိုခိုးယူရန်အတွက်လူမသိသောအချိန်နာရီ၌လာသည်သခင်ဖျားသည်ကိုရောကိုချစ်တော်သူများကိုကိုရော၏ဘန္နာအဖြစ်သိမ်းယူရန်အတွက်တခိုးကဲ့သို့လှုပ်ဝက်စွာကြွလာမည်ဖြစ်သည်ထို့ကြောင့်ကျွန်ုပ်တို့သည်တတိနှင့်စောင့်ကြည့်နေကြရမည်ဖြစ်သည်မ
မဿဲခန်းကြီး24ခန်းငယ်44ရဲ့မှတ်စု1ကြွလာဤဒီမှာစောင့်မျှော်နေသည့်အောင်မြင်သူများထံသို့သခင်ဖျား၏လှုပ်ဝက်စွာကြွလာခြင်းဖြစ်သည်မဿဲခန်းကြီး24ခန်းငယ်45ရဲ့မှတ်စု1တစ္ဆာရှိခြင်းမှာသခင်ဖျားထံပြသခြင်းဖြစ်၍တတိပညာရှိခြင်းမှာယုံကြည်သူများထံလေ့ကျင့်လှုပ်ဆောင်ခြင်းဖြစ်သည်စောင့်မျှော်ခြင်းမှာသခင်ဖျား၏မျက်မှောက်တော်သို့ချီဆောင်ခြင်းခံရန်ဖြစ်၍တစ္ဆာရှိခြင်းသည်နိုင်ငံတော်၌စိုးစံခြင်းရှိရန်အတွက်ဖြစ်သည်မဿဲခန်းကြီး24ခန်းငယ်45ရဲ့မှတ်စု2အိမ်သူအိမ်သားများမှာအသင်းတော်တိတိခန်းကြီး3ခန်းငယ်15အဖြစ်ပါဝင်စိတ်ဆက်ထုံးဖွဲ့ပါဝင်နေသောယုံကြည်သူများကိုရည်ညွှန်းသည်မဿဲခန်းကြီး24ခန်းငယ်45ရဲ့မှတ်စု3ဝေမျှအစာအသောက်တို့ကိုဝေမျှစေခြင်းဟူသည်မှာအသင်းတော်၌ရှိသောယုံကြည်သူများထံဘုရားသခင်၏နှုတ်ကပတ်တော်နှင့်ခရစ်တော်ကိုအသက်မဆရာအဖြစ်အမှုဆောင်ခြင်းကိုရည်ညွှန်းသည်မဿဲခန်းကြီး24ခန်းငယ်46ရဲ့မှတ်စု1မင်္ဂလာဤနေရာ၌မင်္ဂလာရှိ၏ဆိုသည်မှာနိုင်ငံတော်၏ထင်ရှားခြင်း၌အခွင့်အာဏာတော်ဖြင့်စိုးစံရသောဆုလက်ကိုရရှိခြင်းဖြစ်သည်မဿဲခန်းကြီး24ခန်းငယ်49ရဲ့မှတ်စု1မိမိဥစ္စာရှိသမျှကောင်းကင်များ၏နိုင်ငံတော်ထင်ရှားခြင်း၌သခင်ဖျားသည်တစ္ဆာရှိသောကျွန်အားကိုတော်၏ပိုင်ဆိုင်မှုအလုံးကိုအပ်ပေးမည်ဖြစ်သည်ဤဒီမှာကျွန်အဖို့ဆုလက်ပင်ဖြစ်ပေသည်မဿဲခန်းကြီး24ခန်းငယ်48ရဲ့မှတ်စု1ကျွန်စိုးညစ်သောကျွန်သည်ကဲတင်ခြင်းခံရသူဖြစ်သည်အကြောင်းမှာ1သူသည်သခင်ဖျား၏ခံထားခံရသူဖြစ်သည်အငယ်45နှစ်သူသည်သခင်ဖျားအားငါအရှင်ဟူ၍ခေါ်ဆိုသည်3သူသည်ခရစ်တော်ကြွလာမည်ကိုယုံကြည်သည်မဿဲခန်းကြီး24ခန်းငယ်49ရဲ့မှတ်စု1ရိုက်ပုတ်ဤဒီမှာယုံကြည်သူချင်းတို့အပေါ်မှားယွင်းစွာဆက်ဆံခြင်းဖြစ်သည်မဿဲခန်းကြီး24ငယ်49ရဲ့မှတ်စု2စာဤဒီမှာလောကအရာများနှင့်တေတောက်ကျူးနေသည့်လောကသားများနှင့်အတူပေါင်းဖော်ခြင်းဖြစ်သည်မဿဲခန်းကြီး24ခန်းငယ်51ရဲ့မှတ်စု1ထိုကြုံကိုခွဲခရစ်တော်၏ဘုန်းတော်မှ၎င်းနိုင်ငံတော်၏ဘုန်းတော်မှ၎င်းကိုတော်၏နိုင်ငံတော်၌ရှိသောကိုတော်၏ဘုန်းထင်ရှားသောမျက်မှောက်တော်မှ၎င်းဖြတ်တောက်ခြင်းခံရ၍သစ္စာရှိသောကျွန်များဝမ်းမြောက်ရမည်ဖြစ်သောခရစ်တော်နှင့်နိုင်ငံတော်၏ထင်ရှားခြင်း၌ကိုတော်နိုင်ငံတော်၏ဘုန်းတော်တွင်ပါဝင်ဆက်ဆံနိုင်ခွင့်မရခြင်းကိုရည်ညွှန်းသည်ဤဒီမှာငယ်45မှ51အပိုင်း၏ပြည့်စုံခြင်းဖြစ်သောငွေခွက်ဥပမာဤနိဂုံးဖြစ်သည်ပြင်အရက်မှောင်မိုက်သေးတို့နှင်ထုတ်ချလိုက်ကြဟုသောအချက်နှင့်ဆက်နွယ်နေသည်ခန်းကြီး25ခန်းကြီး25ခန်းငယ်14မှ30မဿဲခန်းကြီး24ခန်းငယ်51ရဲ့မှတ်စု2သူဤဝေစုဤဒီမှာထာဝရဆိုင်ရာပျက်စီးခြင်းမဟုတ်ပဲခေတ်ကာလဆိုင်ရာဆုံးမခံရခြင်းဖြစ်သည်ဟေဘရဲခန်းကြီး12ခန်းငယ်28ရဲ့မှတ်စု1ကိုကြည်ပါအာမင်အိုးသခင်ယေရှုအိုးသခင်ယေရှုမဿဲခန်းကြီး24ခန်းငယ်42မှ44ထိကိုဆုတောင်းဖတ်ကြရအောင်သင်တို့သခင်သည်အဘယ်ချိန်၌ရောက်လာမည်ကိုသင်တို့မသိသောကြောင့်စောင့်ကြည့်နေကြလောတခိုးလာမည်အချိန်ကိုအိမ်ရှင်သိရလျှင်မိမိအိမ်ကိုမထွင်းမဖောက်စေခြင်းကစောင့်ကြည့်နေလိမ့်မည်ကိုသင်တို့သိကြ၏ထို့ကြောင့်သင်တို့သည်အသင့်ရှိနေကြလောကြောင်းမူကားသင်တို့မထင်မမှတ်သောချိန်၌လူသားသည်ကြွလာလိမ့်မည်